မှသူပြည့်တဲ့ site မျိုးမကြီးတွေ့လားအားကောင်းမှတဲ့တွေ့ဒီခုနှစ်ခုသုံးတဲ့ဟိုဘက်ဒီဘက်တွေ့လားမတွေ့လားဟုတ်မှတဲ့ဟိုမှာအပေါက်တဲ့ဟိုအပေါက်လေးတဲ့တွေ့လားဟုတ်တယ်တွေ့လားအေးဘဲရှက်ကင်လို့လေကဲအဲ့ဒါဘယ်လိုဖြစ်ဟုတ်တော်လေးဖြစ်တာဘယ်လောက်ကြာပါလဲဘယ်လောက်ကြာ73နှစ်14နှစ်အောင်မလေးနေတာပမာနေတယ်မော်ဘီအော်နာမည်ပြောပါအောင်ဒေါ်တင်တန်းအသက်ဘယ်လောက်လို့လဲ63ကဲ73နှစ်14လေးရှိတဲ့ဟာကျန်ဟိုအဲ့ဗဇာကြီးအဲ့လိုမတင်းပြီးတင်းဟာလို့မရဘူးငါကဟာလို့ရတာဘာဖြစ်လဲဟာရတော့အခုအပြစ်မှန်ဟာလို့မရတော့ဘူးဖြစ်မှာတော့လက်နှလုံးညင်တော့ဝင်တယ်ဟုတ်ကဲ့အခုတဖြည်းဖြည်းနဲ့လက်နှလုံးမဝင်လက်နှလုံးမဝင်တော့ဩသူကဒီဥစ္စာဟိုအင်္ဂလိပ်စကားစတော့သွားတယ်ဟုတ်ကဲ့ဒါနီလာဆေးထိုးစစ်တောက်တာနဲ့ပျောက်တယ်တဲ့ဟုတ်ကဲ့ခွဲရင်စိတ်ရင်တော့အမြန်ပျောက်မယ်ပေါ့နော်ဟုတ်ကဲ့အဲကျွန်မဆေးထိုးစစ်တောက်တာနဲ့ပျောက်မယ်ဆိုမခွဲရမှာကြောက်တယ်လေဟုတ်ကဲ့မခွဲချင်ဘူးလို့ပြောလိုက်တော့အဲဆေးထိုးစစ်တောက်လို့အဲ့ဒါရောမပျောက်ဘူးလားအဲ့ဒါတပတ်ကိုတစ်လောက်4ချိန်တပတ်တစ်ခါသွားတယ်4ချိန်သွားပြီးတော့နောက်တော့ကြံတွင်းမှာလေပိတ်သွားဆရာဝန်လေးဟုတ်ကဲ့ပိတ်သွားတော့စိတ်ကပိတ်သွားတော့ဆရာရဲလို့မပိတ်ခင်လေဆရာရဲလို့ဟိုအဲ့ကျမယောဂပျောက်ပါမလားလို့ပြောတယ်ဟိုမူလဟိုလူကောင်းတိုင်းတော့မပြုတ်တက်တာမယ်တဲ့တက်တော့တယ်လို့လည်းအဲ့နဲ့ပဲကိုလည်းဟိုလိုဖြစ်ပြီးတော့မလွားတော့ဘူးဟုတ်ကဲ့နောက်ဘယ်မှာကူသေးတယ်တော်လေးညကကြောင်လွန်ခဲ့တဲ့2နှစ်အခု2နှစ်လောက်မှတခါလေးအမားတွေကစေကန်းသွားတော့ဘူးတို့တွေကစေကန်းဘူးတို့တွေကအဲ့ကိုလိုက်သွားတော့အဲ့လိုပြလိုက်တော့သူလည်းအဲ့လိုပဲပေါ့ဟုတ်ကဲ့စေအဲ့ဟိုကပြောတဲ့ပထမပြောတဲ့အတိုင်းပဲသူကလည်းအဲ့တောက်သေးစီပီစီနဲ့ခန်းညီစီနဲ့အဲ့ငုံခိုင်းတာပေါ့စေတို့စစ်တော့ဟုတ်ကဲ့လောက်ပြီးအဲ့ဒါလည်းဟိုလိုဖြစ်တယ်နောက်ဘယ်လိုတော့သွားတော့ဟုတ်ကဲ့အဲ့ဒါပဲကျွန်တော်ဒီအားလုံးကျင်းတဲ့စီမနဲ့ပေးလိုက်သေးတာပေးတယ်အေးဟုတ်ပြီနော်အဲ့လိုဟိုရေတံမှု2ခုလောက်ရောလို့ရတယ်ဆိုတော့ရတယ်ဟုတ်တယ်တော်လေးရောရမှာရောပြီးတော့ရင်သူကနွေးနွေးလေးလေနွေးနွေးလေးပြန်ကြိုလိုက်ပေါ့နွေးနွေးလေးငုံပေးနော်ငုံပေးနော်ဟိုမှာဟို3မိနစ်အိုးလေးရှိရမလားအဆင်ပြေပါတယ်နော်ငုံထုတ်ပေးနော်ထုတ်ပေးပြီးတော့ရင်အဆေးလေးကိုဂုံးလေးအဆေးပြတ်မဲ့ထည့်ပေးလိုက်နော်ဘာပြီးတော့ဖတ်လိုက်ကွာသွားတယ်ကျန်တဲ့တဖုံအကောင်အန်တရမရှိဘူးတဲ့နော်ကိုမလည်းသွားကျွေးရင်တော့ပါပဲလေသွားတွေပိုင်းနိုင်ရဲ့ကြည့်တော့ပြန်ကောင်းတယ်နော်အဲ့ဒါဟာလို့မရနဲ့အမုံထက်လို့မရနဲ့ဟတ်လို့မရရမှာပါဟာလို့နော်နောက်ရသွားမှာမပူပါနဲ့နော်နောက်ဒီအကျော်လေးလည်းကျွန်တော်နောက်ပိုင်းပြင်ပေးမယ်တဲ့နော်အကျော်ကြိတ်ကလေးနော်နှစ်ချီတော့လေနည်းနည်းလေးလက်ကလေးလိုက်ပြင်မှာနော်အဲ့ဒါဆိုအဆင်ပြေသွားမှာသိရပူပါနဲ့ကောင်းတော့နော်